ရှင်ဗျာတဲ့လူပြည်လောကလူဌာနမှာတော့ကားတဲ့မြတ်စွာဘုရားရဲ့စကားတော်ကြီးတရားဖြစ်တဲ့ညဇောစာအုပ်တွေရှိနေကြပါတယ်ဒါကြောင့်လို့အရှင်ဘုရားရဲ့ထံတော်မှာအဲ့ဒီမေတ္တာကရုဏာတွေပွားပြီးတော့ဟောကြားတော်မူပါတရားဓမ္မတွေကြားတော်မူပါကြားတော်မူပါလို့မနုဿလောကကြီးမှာပဲတရားဓမ္မတွေကအလုံးလျားမှာပွင့်လင်းနေတော်မူပါတယ်မြတ်စွာဘုရားဟာတဲ့မြတ်စွာဘုရားဒီဟောကြားတော်မူတဲ့တရားတော်တို့ဟာတရားတော်တို့ဒီ၎င်းမြတ်စွာဘုရားရဲ့တရားတော်ကြီးတရားဖြစ်တော့စာအုပ်တို့ဒီ၎င်းများစွာတည်ရှိနေပါတယ်ဗျာတဲ့တတော်ပြီဧတိဒေဝနာတော်ပြမနာတော်ဗန္တေသုနိတော်ဝတိအိဋ္ဌံတိယေဝပြမနာတော်ယေဝဒေဝနာတော်ဧတိသုနိတော်နာတော်တိဗန္တေပေရုံဒီမနောသာတော်ကေအဝိတုံနာတော်တိဗန္တေအဲ့ဒါကြောင့်မို့လို့အရှင်ဗျာတဲ့ထိုနတ်တရား၎င်းမြမတို့ဒီ၎င်းများတော့ထိုနတ်မြမအပေါင်းတွေဤလိုသောတရားစကားတွေကိုကြားနာခြင်းဟာများတော့အလိုရှိကြပါတယ်ထို့လို့ရင်အလိုရှိကြများတော့လေထိုနတ်မြမတွေဟာလူကြီးဌာနလူလောကကိုကိုယ်တိုင်ကြွရောက်ပြီးတော့လာခြင်းကမစွန့်နိုင်ကြတဲ့အတွက်ကြောင့်ထိုတရားတွေကြားနာခြင်းကမစွန့်နိုင်ကြပါဘူးတဲ့လူကြီးလောကကရှိတဲ့အတန်ကြီးဦးလည်းသူတို့နတ်ကြီးမှပြီးရောက်အောင်ယူခြင်းကလည်းမစွန့်နိုင်ကြဖြစ်နေကြပါလေဗျာတဲ့ပါရဒီဝသောကိဒီဝသမာအတိဒေဝပါရမကိလေကိနေပါတေတောင်းရဒီဝလောကိပါလာသုရမနာမဒီဝသမာအတိတဝါဒေဝဝဓမ္မဝအာရဏဓမ္မတိသင်္တိတုမကလုတ္တပူရိတိသေရိသာဓမ္မပါအတိဒီတော့ဆရာတော်ကထပ်မိတယ်သင်ရဲ့နတ်ပြည်မှာတဲ့နတ်တွေရဲ့တရားသိကြီးတဲ့တရားသဘင်ကြီးတွေရှိသလားတဲ့ဒီတော့သူကပြန်ဖြေပါတယ်နတ်သဘင်ကိုမေးတာပါလားဗျာတဲ့ခဏတိုင်းရှိပါတယ်လို့သူကပြန်ဖြေတယ်ဒီတော့ဆရာတော်ကထပ်မေးပါတယ်တာဝရိကနတ်ပြည်မှာတဲ့သူ့ဓမ္မဆိုတဲ့နတ်သဘင်ကြီးရှိပါတယ်တဲ့အဲ့ဒီနတ်သဘင်ကြီးမှာတဲ့နတ်တို့ဒီ၎င်းမြမတို့ဒီ၎င်းကြွလာကြပြီတခါလားတရားဓမ္မတွေခေါ်ပြကြပါတယ်သင်လေးရဲ့သုတိရနတ်ပြည်မှာတော့အဲ့ဒီလိုဓမ္မဒါလာဆိုတဲ့တရားပွဲသဘင်ကြီးတရားမန္တကြီးတွေရှိပါကလားလို့ဆရာတော်ကမေးပါတယ်ဟုတ်ကဲ့တောင်းရစာဒေဝသာနာကမမဝန္ဒနာလေးတို့တော့ဗန်ဒီအရှင်ဘုရားတဲ့တာဝရိကဆိုတဲ့နတ်ပြည်ဟာတပည့်တော်ရဲ့နိမန္တတိနတ်ပြည်နဲ့အင်မတန်ဝေးတဲ့အရာကြီးဖြစ်နေပါတယ်ဗျာတဲ့ဟာဒုရဘာအာဇာနာကြီးဒုမကနာသုတိတပူရေဧတာဣသာဒေဝသဘာအတိအဲ့ဒီလိုဝိနိမငါသိပါတယ်တဲ့တင်းရဲ့တုတိရနတ်ယူမှာအဲ့ဒီလိုနတ်သဘင်အစည်းအဝေးတရားပွဲကြီးတွေများရှိသလားလို့ငါမေးပါတယ်ဒီဝသဘာဓမ္မကနာပါသိပြီပါတဲ့အရှင်ကြီးရှိပါတယ်ဗျာပါတိဣတာအာရတိတေနေပါလေရောပနမနနာတေတပါတိပန်တေအလမရှိတယ်ဗျာတဲ့အဲ့ဒီရှိတဲ့တရားပွဲကြီးကတော့ထိုက်ကလောက်ကိုတက်နေတော့ဟောကြပါတယ်တဲ့သို့တော်လည်းယုတ်တရားနံတရားတွေတော့မဟောနိုင်ပါဘူးမတော်ဘူးတဲ့အဲ့ဒါတွေနဲ့လည်းသူတို့နဲ့မတော်ဘူးတဲ့ရှိတယ်နေမနာတိရာဒေဗန္တေနေမနာတိရာမကပလာပုဂ္ဂလာနာမရဝသောကကြောင့်အာတိပါတေနေမနာတိဆိုတဲ့တတိယလူနတ်ကြီးမှာမဲ့ဖို့ရတဲ့နတ်သားဆိုတာနည်းနည်းပါးပါးရှိပါတယ်ဗျာတဲ့ဗန္တေတောတာဗန္တေဇာနေတောဗန္တေဘောတေဗန္တေတော့ရောဇာနေတောဘောတေအရှင်ကတုတ်တိသားရဲ့အကြောင်းကိုသိရတာနဲ့အရှင်ကပညာရှိဖြစ်ပါရဲ့နဲ့အရှင်ကမေးနေပါတယ်ဗျာတဲ့ဗန္တေဒေဝသာတော်ကေဒေဝသာတော်ကေဒေဝဥပိသတော်ရောမကပလာဓမ္မနာသဗ္ဗနာတနာတိဗန္တေတောကံရေဝအတိဣဇာတိဗန္တေအရှင်ရတဲ့နတ်ဒီလောကနတ်ဌာနကြီးထဲမှာနတ်တို့ကလေးနတ်တို့မြင်းကြီးဖြစ်နေတဲ့နတ်မင်းကြီးဘယ်လိုဖြစ်နေစေကမူမဲ့ဖို့တရားတွေကိုအကုန်လုံးသူတို့မသိကြပါဘူးတဲ့နည်းနည်းပါးပါးတော့သိကြပါတယ်ခင်ဗျာတဲ့ဘုရားသာပရိသုဒ္ဓဝတ်စေမဟာကတ္တဝတိရာရောဘုရားဝသနာသမသာယေတုရောပိယုတိယရာသရုဒ္ဓပသမဂယာယနာနိကရင်သူတထတိရလိတိမဟာမရာတိရာဇာနောဘုရားဝသနာသံဃာယနာကာယောသံဝိဟမာနာသတ္တမေသတ္တသံဃာယနာဥစ္စဝေတုံမရံယောလောကရဟိသံဥပသမနာ
ကိစ္စဒီသုပကာရကိစ္စဒီအတ္တမသောဒုမေဤအရနောရူပကယနောတေတဝါပိသုတိခောသနိသရိတဝါပိဥပသမေတောယုတ်တာဘောဇာဗုဒ္ဓသံယုတ်တာဝါလိုက်ဆောင်းပါမြတ်စွာဘုရားရှင်ပြိဋိဘံသံတော်မူပြီးမူတဲ့နှစ်မှာတဲ့ရှင်မကောသဗအမှုရှိတဲ့မထေရကြီး900တို့ဟာမြတ်စွာဘုရားရဲ့စကားတော်ကိုစုဝေးကြီးတကားလားပထမသင်္ဃာယနာတင်ခဲ့ကြပါတယ်ထို့နောက်ဒုတိယတတိယသရုဒ္ဓပြစ္ဆမသင်္ဃာယနာများကိုလည်းပဲတိစုကရွတ်ဖတ်ခဲ့ကြပါတယ်တဲ့ယခုမြန်မာပြည်မှာမြန်မာမြင်းပေါင်းတို့ပါလေတဲ့မြတ်စွာဘုရားရဲ့စကားတော်ကိုသံဃာယနာတင်ရင်းကသိရင်းကြပါတယ်တဲ့အဲဒီသတ္တမသံဃာယနာတင်ပွဲကြီးမှာတဲ့သင်တို့ရဲ့နတ်ပြည်လောကကနတ်ပေါင်းများစွာတို့ကဘယ်ကဲ့သို့သောအထောက်အပံ့တွေပြုကြမှာလဲတဲ့ဘယ်ကဲ့သို့သောကျေးဇူးဥပကာရတွေကိုလည်းပြုကြမလဲတဲ့အယုဆိုးပိုင်းရာအဖြစ်သင်တို့နတ်ပေါင်းတို့ကတဲ့မိမိရဲ့ယူပကာယာကြီးထေရှားပြပြီးတကားလားကြွေးကြော်တာနေရွတ်ဆိုပြီးတကားလားအဲ့ဒီလိုသတ္တသင်္ဃာယနာတင်ပွဲကြီးရှင်းရောက်ထောက်ပံ့ခြင်းကသိတယ်လို့ငါထင်တယ်တဲ့ဥနသာတဲ့အဲ့ဒီဥစ္စာသိမလားမသိဘူးလားလို့သင်ပဲလို့သိပါလေဒါကဒီဘန်ဒေဘောဇာတာနောင်ဘန်ဒေတိုင်းပေါ်ချင်လို့ကောဘန်ဒေဒီတော့သူကပြန်ဖြေတယ်အဲ့ဒီသံဃာယနာကိုသိရမတူဘူးဘုရားရဲ့အကြောင်းကိုရှင်ဘုရားမေးနေတာပါလားဗျာမှန်လားဘုရားဝတ္တနာဤသံဃာရေးတော်ဟာအဖန်စေသံဃာတော်နာနာသက္ကတရာသံဃာနောင်တိုင်းပေါ်ချင်လို့ကောသံဃာယနာမဟာဥစ္စာဣဒံနာမရေကာတောသမ္မာမနောကာလောကေကာတိနုကောဟေလောကေနတလောကေကံဇာနိကာတိဇာနိကာလောနုကောဟေဣဒံနိကာတောအရမနောအနာရေဒုတိယတတိယသတိပန္နရောဟေတိသမ္မာသောတာဒီဝလောကတောဤသံဃာနာလေးရသည်အာဘုရားမိဒီတော့ဒီညမှာသူကသံဃာယနာဆိုတာကိုဒီကောင်းစွာသိရမှာသူပြီးတော့အဲ့ဒီသံဃာသာသနာတော်ကြီးရဲ့အကြောင်းကိုရှင်းပြမင်းနေတာပါလားတဲ့ဒါတော့ဆရာတော်ကသံဃာယနာပွဲတော်ကြီးရဲ့အကြောင်းငါမေးပါတယ်တဲ့အဲ့ဒီသံဃာယနာပွဲတော်ကြီးကိုဒီမြန်မာပြည်ထဲမှာပြုမလို့ပဲဒီလိုပြောတော့သူကအရှင်ရတဲ့ဒီလူလောကမှာပြုမလို့လားတဲ့ဆိုတော့ဟုတ်တယ်ခုပြုမလို့လားတဲ့ဆိုတော့ခုပြုမလို့အားထုတ်နေရပါတယ်တဲ့ခုချက်ချင်းတော့မဟုတ်သေးဘူးတဲ့တော့လာတန်တော့ဒုတိယတတိယနှစ်ညမှာလောက်ကြမလို့ပါပဲလို့ဒီဆရာတော်ကပြောတော့အလွန်ကောင်းပါတယ်ခင်ဗျာလို့သူကပြန်ပြောတယ်ဒီဝါလောကတော်ပြီမနုဿလောကေဗုဒ္ဓဝတ္တနာသံဃာယနာကရဏကာလေဥပသမ္မာဥပကာရဓာတုယုတ်တံတိမမမတိယောသမနောကာကေဗန္ဒေဝိဒါနိပောတာဝဇာယောမာကာမန္ဒေဝိဣတိပိုချိနုကမမကုဏံပောတာပောပေါင်းဆောင်ဧတေဗန္တိဒါနိဣဒံသံဃာရိရာသာနာတာကနောဒါနိမနောကာကေကာရိယံအရတိနုကနာအရတိနုကဣတိပိုချိနုကဗန္တိဒီတော့ဒီတော့နတ်ပြည်လောကမှာနတ်ပေါင်းများစွာတို့ကလူပြည်လောကနဲ့ဘုရားစကားတွေသံဃာယနာတင်းတဲ့အခါမှာရှင်းရောက်ထောက်ပံ့ခြင်းကိုပြုခြင်းကထိုက်တယ်လို့ငါဒီလိုထင်နေတဲ့ဒါကြောင့်မို့လို့တဲ့လူလောကထဲမှာသံဃာယနာတင်းတဲ့အခါအဲ့ဓာတွေကိုသိလို့အဲ့ဒီလိုရှင်းရောက်ထောက်ပံ့ခြင်းမျိုးတွေနဲ့ထောက်ပံ့နိုင်မှာမလားလို့မေးနေတဲ့စကားထဲမှာသူကဖြတ်ပြီးတော့လူလောကမှာမဟုတ်ပါလားဗျာတဲ့ဒါနိယခုအရှင်ဘုရားမေးတဲ့စကားဟာတတိတော်တို့ကိုဒီလိုမေးနေတာဆိုလားဗျာတဲ့တတိတော်ကလည်းအရှင်ဘုရားကိုအဲ့ဒီလိုထပ်ပြီးတော့တဖန်ဒီစကားကိုရှင်းအောင်မေးခြင်းကအလိုရှိပါသေးတယ်တဲ့ယခုအဲ့ဒီသံဃာယနာဆိုတဲ့ပွဲတော်ကြီးကိုသံဃာယနာဆိုတဲ့အကြောင်းအရာကြီးကိုပြုလုပ်တဲ့အခါမှာလူလောကမှာပြုခြင်းကထိုက်သလားသို့မဟုတ်မထိုက်ဘူးလားလို့အရှင်ဘုရားမေးနေတဲ့စကားပါလားဗျာသိလောကတော်ကြီးသံဃာယနာကိုလွယ်သံဃာယနာဝိတ္တိဒါကျုံလာတဲ့ဒီဝလောကတော်ဥပသနာကာယယုတ်တာမနောကနာသာရီဘောဓပိတဝါဒီကာယယုတ်တာကာယကာရီသုတိကောသနိပိသာဝိတဝါဒီဥပသမကာယယုတ်တာဒီသမ္မာမေတိဒါရိတာဒီဥပသမဒါကြောင့်သက္ကုနေယုံဒီအာဘုရားမိဒါကြောင့်သက္ကုနေယုံဝနာဝအာဘုရားမိအဲ့ဒီတော့ဆရာတော်ကဒီကဘယ်လိုပြန်ပြောလဲဆိုတော့မဟုတ်ဘူးတဲ့လူကြီးလောကမှာသံဃာနာဘွဲကိုပြုနေတယ်တဲ့အဲ့ဒီတော့သင်ရဲ့နတ်ကြီးကချင်းရောက်ထောက်ပံ့ခြင်းကိုပြုခြင်းကသင့်တယ်တဲ့
လူပြည်လောကမှာလူပေါင်းများစွာတို့ဒီသရာတတိတို့တူပါပြီးတော့လာအောင်ပြုခြင်းကတင့်တယ်သာရုခေါ်ခြင်းအစရှိတော့ရှိကျူတာနေဖြင့်မျက်စုလျက်ဒီကံကလည်းတင်ပွဲကြီးကိုချီးမြှောက်ထောက်ပံ့ခြင်းကတင့်တယ်လို့ငါထင်တယ်တဲ့ဒါကြောင့်မို့လို့အဲဒီလိုချီးမြှောက်ထောက်ပံ့မှုကိုပေးခြင်းကတင်းစွန့်နိုင်ကြပါမလားလို့ငါကမေးတယ်တဲ့ဒါကြောင့်ဒီလိုကစွန့်နိုင်သလားမစွန့်နိုင်ပါဘူးလားလို့ဒီခုငါထပ်မေးပါတယ်ဒေဝတာရောအိမနောတာရေအာပိစတောရာဣတာသံဃာတာပါဏကာဝိတောဟောတိယကောဗန္တိနတ်တို့ကိုယ်တိုင်ဒီလူကြီးလာပြီးတော့အဲ့ဒီသံဃာသာသနာတော်ကြီးကိုပြုခြင်းကအရှင်ဘုရားမေးနေတာပါလားဗျာထပ်ပြီးသူမေးကြမှာပါလေOh, Dani Mati Rayong Keciti. Nasirat Diwakali, Imat Mima Marati, Satama Singayana, Tabawang Karisti, Tadakali Vana, Dewa Lokato, Satama Devata, Satama Saranda, Satama Mamaka Devata, Filipina, Anugrina, Changabayang, Anugri Tunke Ponti, Mati Robusti. ယခုဆရာတော်ဘုရားကအသိကိုဒီလိုမျိုးနေပါတယ်။ညာမကြမီအချိန်ကာလအတွင်းဤမြမတိကြီးထဲမှာသက္ကသင်္ကန်းနာဒီမောကြီးကိုလုပ်နေမယ်တဲ့။ထိုအခါမှာတဲ့နတ်ပြည်လောကကသူတော်ကောင်းတရားကျင့်ပွားနေကြတဲ့ဘုရားမြင်လို့ရတဲ့နတ်တွေဟာတဲ့ဘယ်ကဲလိုရောချင်းရောက်ချင်းထိုပွဲတော်ကြီးကိုချင်းရောက်ချင်းကစွန့်နေကြပါသလဲလို့ဆရာတော်ဘုရားကအသိကိုမေးနေပါတယ်လို့ဒီကကြားရထပ်မေးပေးပါတယ်ဒေဝတာတော်ကေဗုဒ္ဓတာပါဝေသံဃာရိရသောနာကောတိရာကာရီမမဝိဇာနတိရာကာရဏနာယနတိရာကာရဏပေါတိယကောနတ်ပြည်လောကမှာတဲ့မြတ်စွာဘုရားအခဖြစ်တဲ့အခါတုန်းကတဲ့သံဃာသာသနာကြီးကိုပြုတဲ့အခါမှာတဲ့တတိတော့သိလိုက်သလားမသိလိုက်ဘူးလားလို့ဆိုတော့ဒီအကြောင်းကိုရှင်ကြားလို့မြင်နေတာပါလားတဲ့သူကထပ်မေးရပါလေဟုတ်နာပါတိဒါနိဟုတ်ဒါနိအနသရတိဝကာလီအနာဂတိသံဝဆရေအနာဂတသံဝဆရေတုမရမရတိသတ္တသံဃာယနာတဘာယံခရိတတိမနုဿလောကိမနုဿလောဆိုင်နာဇာတိပကနောတာကကြာနမိပါတေဣဒံကာနာယမနောတာလောကိမမဝိဒါနိဘောဝစနာဥပိတေပုဏ္ဏမတာပုဏ္ဏမတာဒီတော့တခါထပ်ပြီးတော့ပြောရကြမှာလေသင်ပြောတာတွေမဟုတ်ဘူးမကြမ်းမစိန်ခါမှာနောက်လာကံလို့ညင်ရရဲ့အတွင်းထဲမှာမြမပြည်မှာသက္ကသင်္ကနာပွဲတော်ကြီးကိုလူပြည်လောကထဲမှာပြုနေမယ်တဲ့လူပြည်လောကမှာမနုဿလောကဆိုတဲ့လူပြည်လောကကြီးထဲမှာဒီပွဲတော်ကြီးပြုနေမယ်တဲ့အဲ့ဒီပွဲတော်ကြီးရဲ့အကြောင်းကိုသိသိသလားတဲ့မနုဿလောကထဲမှာဒါတော့သူသိပါတယ်ဗျာတဲ့ဒါဖြင့်တတိယအခုစကားတွေအောင်သိများသွားတဲ့အဖြစ်ကိုရောက်သွားပါပြီအကျဉ်းချုပ်ထပ်ပြောတော့ပါနာသံဃာယနာတဘာယဒေဝလောကတော့သုံးမာရိတာသတ္တမမမကာဒေဝတာသီပိနာပူဇိနာဘုဒ္ဓတုံတက်ခွန်တီတိဣဒမနောတာလောကေသံဃာတာဘာနာရိယကာယောဩပိစ္ဆာဘာဝေဒေဝတာလောကေဣဒံသံဃာတာပူဇိရာပါရာဒေဝနာသင်္ဃာနေနာပူဇိရာကာနောကောမိနုကောဣတိပေါတိနုကောဤလူပြည်လောကမှာသံဃာသာသနာတော်ကြီးကိုပြုဖို့ဖြစ်လာတဲ့အချိန်ခါမှာနတ်ပြည်လောကကတဲ့အဲ့ဒီသံဃာသာသနာသံဃာယနာပူဇော်ပွဲတော်ကြီးမှာတဲ့နတ်တွေကဘယ်လိုရောအရှင်းရာတို့ဖြင့်ပူဇော်ခြင်းကိုပြုနိုင်တယ်လေလို့အဲ့ဒီလိုရှင်ပြမိနေတာပါလားတဲ့ဆိုတော့ဟုတ်ပါတယ်လို့သူပြန်ဖြေရတယ်သိရှိဖို့စီအတ္တမသောသာဓုကာရဏာရိနာပိဘန္တေခါရောရောဘေကောတောတကောတေဘန္တေဒီဆရာတော်ကအယုဆိုးမိုက်ရရင်ဒီလိုနတ်ကြီးကနတ်တွေကသာဓုခေါ်ခြင်းလေးညာကြီးပူဇော်တယ်လို့ဆိုရင်တို့ဝမ်းမြောက်လာပြီလို့ဒီလိုပြောတော့အရှင်ဗျာတဲ့သာဓုလောက်ပဲတတိယလို့ခေါ်နိုင်မှာပါပဲတဲ့ဘန္တေသောတောသမန္တတုံနာကောတေဘန္တေအဲ့တော့တတိယလို့ကိုယ်တိုင်ကိုထင်ရှားကြခြင်းကမစွမ်းနိုင်ကြပါဘူးဗျာတဲ့သာဓုပဲခေါ်နိုင်မှာပါပဲတဲ့သူကဘုနာလောကနာဘုနာဘိက္ခုနာသနိပါဒကာလေဘုရားဘာသာပေတိဝရတိတိမောတိဗတေသာရောဘေကောတောတိအေတိမတေဒါရီခေါ်
အရှင်ဘုရားတဲ့လူကြီးလောကကြီးကအလုံးမဲ့တူဝနေပါတယ်တဲ့အလုံးမဲ့ဝမ်းရောက်ကိုကောင်းပါတယ်တဲ့သာဓုခေါ်ခြင်းကအလုံးမဲ့အလိုရှိပါတယ်ခင်ဗျာတဲ့ဒီကပေးတာပါဒေဝတာနာဒေဝဣတိမာကမနောတာလောကေဒါနိဗုဒ္ဓသာသနာဓမ္မသာသနာသံဃာသာသနာဒါနိနေကမဒီမောရိတောဘောမဒေဝနာနောသာရုပကောတေတောအာဣတာဒေဝတာနောဘေနောအာရိတောမတကောတေဗတေမနောတာလောကေအာရိတေတောအာရိတောနာတကောတေအရှင်ဘုရားတဲ့လူကြီးလောကမှာအလုံးလျာတူဝနေတဲ့အလုံးလျာမှုတွေကောင်းနေတဲ့သာဓုခေါ်ခြင်းဟာတတိတို့စွန့်နေပါတယ်တဲ့အလိုရှိပါတယ်တဲ့နတ်ပြည်လောကမှာတဲ့နတ်ပြည်လောကမှာနာညာတွေကလူပြည်လောကကြီးရဲ့အတွင်းထဲမှာယခုကမြတ်စွာဘုရားရဲ့သာသနာတော်တရားတော်မြတ်ရဲ့သာသနာတော်သံဃာတော်မြတ်ရဲ့သာသနာတော်ကြီးဟာဤသို့တက်ကြွပြီးတော့ထွက်တော်မူလာပြီလို့ဤသို့ဝမ်းရောက်လှပြီးဖြစ်ပြီတဲ့မြတ်စွာဘုရားနတ်အပေါင်းတို့ဒီသာဓုခေါ်ပြီးတခါလားဤနတ်ပြည်လောကနတ်ဌာနကြီးရဲ့အတွင်းထဲမှာလားသာဓုခေါ်ခြင်းရဲ့မှုလျော်ခြင်းကိုပြုခြင်းကစွန့်နေပါလေဗျာတဲ့ဒီဒီလောကကိုကိုယ်တိုင်ဆင်းလာကြပြီးတော့အဲ့ဒါတွေပြုခြင်းကတော့မစွန့်နိုင်ပါဘူးဗျာအာရိကပညာမဟုတ်ဘုရားမြင်ဒီဟာကြီးဒေဝလောကီနိဗ္ဗာန်မိနမဒေဝတာဘုရားကာလေဝိယဘုကာဝဥဒ္ဒဝအဘကာဝဒီကဆရာတော်ဆက်ပြီးပုဒ်တာတခုမေးတယ်ငါပြဿနာတခုမေးဦးမယ်တဲ့အခုဒီလိုနတ်ပြည်မှာဖြစ်ကြတဲ့နတ်တွေဟာနတ်တိကလေးတွေဟာမြတ်စွာဘုရားလက်ထက်တုန်းကခဲ့သူများသလားတဲ့ဘုံမုံနည်းသလားလို့ပြောမေးပါတယ်ဟုတ်တယ်ဘုံကိစ္စကြီးကအာနာဘုံလေးလို့ဒီတော့သူကထားပြီးတော့ဆရာတော်ကိုမေးတယ်အရှင်ဘုရားတဲ့များတော့ကိစ္စများနေတဲ့အကြောင်းကိုရှင်ပြမေးတာလားတဲ့သူနားမရှိဘူးဒီကနေ့ဒေဝလောကီနိဗ္ဗာန်ဒေဝတာအကြီးနိဗ္ဗာန်ဒေဝတာရောကိနိဗ္ဗာန်ဒေဝတာပါလေဒီတော့ဆရာတော်ကပြောတယ်ယခုနတ်ပြည်မှာဖြစ်နေတဲ့နတ်ပြည်အကြောင်းပြုတာလေဒီတော့သူကထားမိတဲ့နိဗ္ဗာန်ဒေဝတာဆိုတာဟာတဲ့ကိနိဗ္ဗာန်ဘာနိဗ္ဗာန်ပါလဲဗျာတဲ့ဒီနိဗ္ဗာန်အဘိနဝဒေဝတာဘုရားကာလေဝိယမဟုတ်ကာဥဒ္ဒဝအဘကာဝယခုဖြစ်ပွားကြတဲ့နတ်ကလေးတွေဟာနတ်တွေဟာနတ်ပြည်မှာယခုထပ်ပြီးတော့လာဖြစ်ကြတဲ့နတ်တွေဟာမြတ်စွာဘုရားလက်ထက်တုန်းကလို့များသလားသို့မဟုတ်မြတ်စွာဘုရားလက်ထက်တုန်းကတော့မများပဲနေသလားလို့အဲ့ဒီမေးတာပါဒီပါလားဒီရာနီအဘကာနိဗ္ဗာန်ဥဒ္ဒဝဘုကာနိဗ္ဗာန်ဘုရားကာလေဝိယဘုကာဝတိယခုနည်းနည်းပဲဖြစ်သလားသို့မဟုတ်များများပဲနတ်တွေဖြစ်ကြပါလားဘုရားလက်ထက်တုန်းကလိုပဲဉာဏ်နဲ့သာသနတ်ဒီနတ်ဒီမှာနတ်ပြီးအလုံးများနေသလားလို့ဒါသိရင်မေးပါလေအဒေဝကာလောကေပါပုဏ္ဏတာကနနာကောဗန္တေအရှင်ဘုရားတဲ့နတ်ဒီလောကကိုရောက်လာတဲ့အကြောင်းမေးရမဟုတ်ပါလားဗျာတဲ့ဗန္တေတောကံတောကအတိဗန္တေအတိဗန္တေဟောဗန္တေသောမနောတာနာမရဏတကာလီဗန္တေဗန္တေတောကံဗန္တေဘာဘန္တောဧတေရူပနာမနာဓမ္မောသရတိရာပုဂ္ဂလနာရူပနာမနာဓမ္မောဘာဝိတပုဂ္ဂလနာအတိသုတေရာဒါနဝန္တရာတပုဂ္ဂလနာအတိသုနည်းနည်းလောက်ကရှိပါတယ်တဲ့အရှင်ဘုရားတို့လူကြီးလောကတွေကလူကောင်းတစ်ထောင်လောက်ပြီးလာတဲ့အခါနည်းနည်းပါးပါးညညတာကပြောရမယ်လို့ဆိုရင်တဲ့ယုံနဲ့တရားတွေကိုပွားလာခဲ့တဲ့အာထုတ်လာခဲ့တဲ့ပုဂ္ဂိုလ်တွေကလင်းနဲ့အလွန်စင်ကြဲတဲ့ဒါနတွေကိုပြီးလာခဲ့တဲ့ပုဂ္ဂိုလ်တွေအလွန်စင်ကြဲတဲ့သီလတွေဆောက်တည်လာခဲ့တဲ့ပုဂ္ဂိုလ်တွေကလည်းအဲ့ဒီနတ်ပြည်ကိုရောက်နေပါတယ်တဲ့အခုလူကြီးလောကလူဌာနကြီးတဲ့ရှိတယ်လို့ရှိရင်ယခုခါအလွန်မိုက်တဲ့လူတွေကအများအပြားရှိနေပါတယ်တဲ့ဒါကြောင့်မို့လို့မကောင်းမှုရဏနေရာထွက်နေကြပါလေဗျာဒီကနေ့ကုသောအာရတာဒေဝတာဘုရားသမေကျော်အဲဒီတော့ဆရာတော်ထမြဲဒီတော့ခုဒီလိုနတ်ပြည်မှာနတ်တွေလာကြတော့ဖေတိုင်းကြီးကလာတဲ့နတ်တွေများတယ်လေတဲ့ဘာကောင်းနာဘာလာဒီတော့လာမှာတော့ဘုရားဘုရားတော့ကုသောဒေဝတာဘုရားဒီတော့ဒုဗမာပြည်ကလာတဲ့နတ်ကများလားတဲ့သူ့ကိုဒီနေ့တိုင်းကြီးကလာတဲ့နတ်ကများလားတဲ့ဖေတိုင်းကြီးကလာတဲ့နတ်ကများတယ်လေလို့ဆရာတော်ကထပ်မေးတယ်ဟုတ်တယ်ဒေဝတာတော့ဒေဝပါဏာတိပါလိသောမာရိကဒေဝတာတော့ဗန္တိတောဝန္တာရိကဒေဝတာတော့ယမရိကဒေဝတာတော့ဥပရိရာချာနောမေဝတောကတောကံရေဝပါဏာတိပါတိယေဝရိကဒေဝတာတော့
ပုရိသနာအကြရာပေါင်းနာတကဘုံအကြတဲ့တော်ရဝကာနာနောရဝနာတနာတဲ့ပုရိသဥပေတာပိုင်းဘုံဒေဝသရာနာဝရဝဗန္တိဒီအနန္တရိနိမောတိဗန္တိကြောကံတော်ကောရဝဟလံဗန္တိညအရှင်များတဲ့နတ်ပြည်ကိုရောက်ကြပါတယ်ရောက်ကြတော့သတုမာရဲ့နတ်ပြည်မှာသတုမာရဲ့နတ်ပြည်တာဝိနာဆိုတဲ့နတ်ပြည်ယာမဆိုတဲ့နတ်ပြည်ရောက်လာကြပါတယ်ဥအထက်ထက်ဖြစ်တဲ့တုတ်တိတာနိမန္နတိပရဏိမိတာဝဇ္ဇဝရီဆိုတဲ့အထက်နတ်ပြည်ကြီးတွေကိုနည်းနည်းလောက်ရောက်ကြပါတယ်တဲ့အကျင့်ပုဂ္ဂိုလ်တွေဟာတဲ့သူတို့ရောက်လာကြတဲ့ပုဂ္ဂိုလ်တွေနဲ့ကအကျင့်ပုဂ္ဂိုလ်တွေဟာယောက်ျားတို့ဒီ၎င်းမိန်းမတို့ဒီ၎င်းနတ်ပြည်ရောက်လာကြတဲ့အခါမှာများစွာသောအာယုန်ကြီးကျွမ်းဟောခြင်းပြီးတော့အကြောင်းကြောင့်တဲ့အကြောင်းနဲ့အကျိုးတော့သူတို့ပိုင်းခြားရင်မသိနိုင်ကြပါဘူးအဲဒီလိုမသိနိုင်တဲ့အတွက်ကြောင့်ယောက်ျားဖြစ်ဘဝရတဲ့အခါယောက်ျားဖြစ်တဲ့ထုနတ်သားဟာများစွာသောနတ်သမီးတွေရဲ့များစွာသောနတ်သမီးတွေရဲ့အကြတဲ့မှာနှိမ့်မြုပ်ပြီးတော့အနည်းငယ်လောက်ပါနဲ့အနည်းငယ်လောက်တော့နတ်တွေကလည်းကောင်းပါလေတဲ့အဲဒီလိုရောက်တဲ့ပုဂ္ဂိုလ်တွေမှာအကျင့်ပုဂ္ဂိုလ်တို့ဒီကလည်းယာမအစိုက်တော့ဘုံနဲ့ရှိပါတယ်တဲ့ကောင်းနာပုဂ္ဂလာနာယေဝပုဂ္ဂလာနာဟောယာမရိကအတိသတိပါတိယာမရိကအတိသတိတိကောင်းနာပုဂ္ဂလာနာသောကံဓမ္မနာသုံးနေတော်ဧတေရူပအာနံပါကနာကာရေဝသတ္တံသုံးနာကာရေတိပိချပိတပိတောသောကံမေခာကာရဏလပိတောရေဝဗန္တိတိပါယင်တောဒုရောဗန္တိပါယင်တောဒုရောဗန္တိဒေဝကာဘာဝိမရဏတာကာလေဗန္တိပါယင်တောနိမောတိဗန္တိအဲဒီယာမသရဲ့နတ်ဘုံတွေကိုရောက်လာကြတဲ့ပုဂ္ဂိုလ်တွေကလည်းအတန်ငယ်တရားလေးတွေကြားရနားရပြီးတခါလားယူပါယုံအစရှိသောအာယုန်ကြီးညီတော့ခါနဲ့၎င်းတတ်တာဥစ္စာကြီးတော့အတန်ကြီးကြားတော့ခါနဲ့၎င်းညီနေကြရင်အဲဒီအာယုန်ကိုတရားဖြင့်စီရင်ပြီးတော့အတန်ငယ်သောပုဂ္ဂိုလ်တို့ဒီကလည်းတဲ့မြတ်ဗုဒ္ဓကိုအကြောင်းတရားလေးတွေရပြီးတော့သွားကြပါလေဗျာတဲ့အဲဒီလိုရသွားကြတဲ့အတွက်ကြောင့်သူပုဂ္ဂိုလ်လေးတွေကအပေပေးမှဝေးသွားကြပါလေဗျာတဲ့နတ်ပြည်လောကဆိုတာအလွန်ကြောက်မဲ့ဖို့ကောင်းပါတယ်နတ်ပြည်ကနတ်တွေပြီးလို့ရှိရင်အပေမှာနိမ့်ကြတာများပါလေဗျာအရိမရိယဗုဒ္ဓသာဘောရိသတော်သုတ္တဘူရိအတိတိအာမေယိသုတံတံညာတိဒီတော့အရိမတိယဘုရားအလောင်းဖြစ်တဲ့ဗုဒ္ဓဘုရားဘုရားအလောင်းကြီးတာတဲ့သုတ္တိတနတ်ပြည်ထဲမှာရှိတယ်လို့ငါတို့ကြားပါတယ်အဲ့ဒီဘုရားအလောင်းသင်သိပါလားလို့ဆရာတော်ထပ်မိတယ်။ဘာလို့တော့အတိကိန်းကနာကတော့အဲ့ဒီလို့ကောအရှင်များတဲ့သုတ္တိတမှာရှိတယ်ဘာလို့ရှိတယ်ဘောရိသတ္တရောဘာလိဘောရိသကာရိရတမနာပတိတေတောဧသံတောပတိပတိပေဧသံတောပတိအရှင်များတဲ့ဘောရိသတ္တဆိုတဲ့ခရအလောက်ဆိုတာမျိုးဟာတဲ့ဘောရိပက္ကဆိုတဲ့သဗ္ဗိညနဲ့ရစ်လာကြောင့်ဖြစ်တဲ့တရားတွေကိုခေါ်ကြည့်တာလားတဲ့သူဘုရားလောင်းအရှင်ကြီးအဲ့ဒီလိုအလိုရှိလို့ဒီအကြောင်းအရာတွေရေးနေတာပါလားဧကပရမရူပနာမနာဓမ္မဗုဒ္ဓဘုတ်တင်ကိုရောရိဝနာဧစေတာမန္တိအဲ့ဒါကြောင့်ဘုရားလောင်းဆိုတာမျိုးဟာတဲ့ယုတ်တရားနံတရားတွေနဲ့မသက်ဆိုင်ပါဘူးတဲ့ယုတ်တရားနံတရားတွေကိုဘုရားလောင်းအားဟောလည်းမဟောအပ်ပါဘူးတဲ့အလိုလည်းမရှိရပါဘူးဗျာဘုဒ္ဓဘုရားကနမောရနာဟောတိရူပနာမနာဓမ္မဘုဒ္ဓဘုရားဓမ္မကာနမောရနာဟောတိဗန္တိယုတ်ဉာဏ်ဆိုတဲ့ဒီတရားဟာဘုရားလုံးလို့ဟောတဲ့တရားလည်းမဟုတ်ပါဘူးဗျာဘုဒ္ဓဘုရားကနာသီလကုဏကာနာသမာဓိရကုဏကာနာဒါနံသီလကာနာပါရမရိကာနာဣဒကာနာဝေဝဥပ္ပေတိဗန္တိဘုရားလုံးရဲ့အကြောင်းဆိုတာဟာသီလအကြောင်းနဲ့သီလဂုဏ်သမာဓိဂုဏ်စကြည့်တဲ့ပါရမီဂုဏ်စကြည့်တဲ့အဲ့ဒီပါရမီအကြောင်းအရာတွေကလည်းဘုရားလုံးရဲ့အကြောင်းအရာတွေဖြစ်ပါတယ်ဗျာဗန္တေဣဒဗန္တေပိစိရံအေတိနုကောဗန္တေအရှင်ရတဲ့ယခုအခါအရှင်ရအရှင်ကျမ်းဆိုတာအလိုရှိပါသေးသလားဗျာသင်္ကာနဘောတောအေတိနုကောဗန္တေရာနိအရှင်ရယခုဘယ်ကြောင့်မေးခြင်းကအလိုရှိပါသေးတယ်ဗျာမဟာမဂ္ဂတောတုမကဒေဝလောကအာရတာ
ဒေဝအတိဝနာတိဝဘန္တေအတိဘန္တေတောင်းတာဒေဝသနာပေအတိသန္တိယာမဒေဝသနာပေအတိသန္တိပါတောင်းတာတောင်းကဘန္တေအဲဆိုဆရာတော်ထမေးမြန်မာပြည်ကနေပြီးတော့ဒီလိုနတ်ကြီးတက်လာတဲ့နတ်တွေကရှိညာရှိသလားတဲ့မရှိဘူးလားတဲ့ဆိုတော့သူကရှိတယ်ရှင်ဗျာတဲ့အဲဒီလိုရှိတဲ့နေ့ကလည်းတဲ့တာဝရိနတ်ကြီးမှာရှိတယ်တဲ့ယာမနတ်ကြီးမှာရှိတယ်တဲ့တုတ်တိတာမှာတော့နင်းနေရှိတယ်တဲ့သူကဖြေတယ်ဒီမှာလည်းဒီဒေဝလောကီပါဏနိမနာတိကထမေးတာနိမနာတိဒေဝသလောကေတောကတောကအတိပါတေဒေဝဒီတမနုတာတေဧကဝဒေဝနာမတော်ပတိတုံသံမိဒီတော့နိမနာတိနတ်ပြည်မှာမရှိဘူးလားလို့မေးလိုက်တဲ့အခါကျတော့နိမနာတိနတ်ပြည်မှာလည်းနည်းနည်းပါးပါးတော့ရှိပါတယ်ဗျာတဲ့အဲဒီတော့အဲဒီနိမန္တရိနတ်ပြည်တွေရောက်နေတဲ့ဗမာပြည်ကရောက်နေတဲ့နတ်သားတွေအနေကတရုတ်နှစ်ယောက်သောနတ်သားရဲ့နာမည်များကိုထုတ်ပြောစေချင်ပါတယ်တဲ့ဆရာတော်ဆမ်းဘန္တေဣဒံကာနောရမမပိယေဝကောတာပိယသန္တိကရဝရောပါရိရဝတ္တနာဣဒံမနောတာလောကာကာနာမနောမဒေနာသနာမိဘန္တေဒီများတဲ့ဒီအကြောင်းဟာတော့ခရင်ပါတယ်တဲ့ဒီလိုတော့ကောလံမီဆိုတဲ့တိုင်းပြည်ရဲ့အနီးကဥရောပဆိုတဲ့နေရာလေးကဟာအဘိဓမ္မေဘုဒ္ဓံဒီတော်ရဲ့နာမည်ကတော့ကောချန္တရတတိတရိယာလို့ကိုယ်နာမည်ကိုယ်ပဲသိရတယ်ဗျာတဲ့ဒီပုဂ္ဂိုလ်ရဲ့နာမည်ကြတော့အဲ့ဒီပုဂ္ဂိုလ်လာတဲ့ခါကြတော့မှာပဲရှင်ပြမေးမြန်းလို့ပါဗျာတဲ့ကျွန်တော်မျိုးသတိအာနာဘုဒ္ဓံအဲ့ဒီဆိုရင်လည်းငါမမေးတော့ပါဘူးတဲ့ဆရာတော်ပြန်ပြောတယ်ဘန္တေဓာမီရောဘန္တေသင်္ကာနောကာရီတောအေစီနုကောအတိတိနုကောအရှင်များတဲ့ယခုဘယ်အကြောင်းကိုပြုရှင်းတာအလိုရှိပါသေးတယ်လဲပြုစရာအကြောင်းရှိပါသေးသလားခင်ဗျာဘုဒ္ဓအင်္ဂါနီအင်္ဂါခကတနေနာအလာနာကြီးအာအင်္ဂါနီတုံချံတွေ့ကထားရောဒီသစ္စာမီဘန္တေပိဒေစီနုကောအန္တေသစ္စာဘန္တေတိသံဃာဘန္တေသာရဘန္တေဒေသာယခုချိန်ခါ၌အခြားသောအပူစကားတွေပြောကြနေခြင်းဖြင့်အကျိုးမရှိပါဘူးတဲ့သင်ဟာငါသည်ကာရဏဘုဒ္ဓကိုဟောကြားတော်မူပါမယ်တဲ့ဒါတွေသင်နာကြသားလို့ဆရာတော်အမိတော်အရှင်ဘုရားကိုယ်တိုင်ဟောတော်မူမှာလားဗျာတဲ့ငါကိုယ်တိုင်ပဲဟောမယ်လို့ဆရာတော်အမိကြတော့အလွန်ကောင်းပါလေဗျာတဲ့သာရုပါဗျာနတပြန်သာရုခေါ်တယ်အရာနီဒီသစ္စာမီမရဏပတာယတိတခေသတ်တော်သကောဘန္တေတိသကောတိဘန္တေတေသဘန္တေတေသောအစီရာဘန္တေသတေသဘန္တေဒါတော့အဲ့ဒီဂါထာဟောတဲ့အခါကျတော့ငါမြန်မာဘာသာနဲ့လည်းနိတိယပြန်ပြီးတော့ဟောမယ်တဲ့အဲ့ဒီလိုမြန်မာဘာသာနဲ့ဟောကြားတဲ့အခါကျတော့ဒီဗမာစကားဖြင့်နာကြားခြင်းကသွန်နိုင်ပါသလားတဲ့အရှင်ဘုရားတဲ့အလိုသွန်နိုင်ပါလေဗျာတဲ့အရှင်ဘုရားလူရှိတဲ့ဘာသာစကားနဲ့ဟောကြားတော့ဘုရားဘုရားတဲ့အဲ့ဒီလိုကြံလေးလျောက်တာတော့ဆရာတော်ကယခုဂါထာကိုကလေးဟောကြားတော်မူပါတယ်မာသဝရောသာဓုသောတိနာသဝရောကာနိနာသဝရောဇေဝယသဝရောကာယေနသဝရောသာဓုဝါသာယသဝရောမနတာသဝရောသာဓုသရကသဝရောသရကသဝရောဘေတုသဗ္ဗဒုက္ခမုစ္စတိသကုဏမျက်စိဖြင့်သဝရောဆောင်စည်းခြင်းဤသာဓုကောင်း၏မျက်စိဖြင့်ဆောင်စည်းတာကောင်းတယ်အတိသံဃာဘန္တေတိသံဃာပပေမျက်စိဖြင့်မျက်စိကနေပြီးမြင်တိုင်းကောင်းတဲ့အာယုံမြင်ရလို့ရှင်လောဘဖြစ်တယ်မကောင်းတဲ့အာယုံမြင်ရလို့ရှင်ဒေါသဖြစ်တယ်အဲဒီဒေါသဒေါသမရှိအောင်လို့ဒီတိုင်းနဲ့ကျွမ်းပြီးတာတတိပညာနဲ့ပြိပံနဲ့ကျွမ်းပြီးတော့စောင့်ကြည့်ရမယ်။ဟောဒီနာနာဖြင့်သာဝရဆောင်ပြီးနေတာလို့ကောင်းရင်ကာနိနာနဲ့ကောင်းရင်သာဝရဆောင်ပြီးနေတာလို့ကောင်းရင်ဇေဝယလေးအပြင်သာဝရဆောင်ပြီးနေတာလို့ကောင်းရင်ကာယေနကိုခြင်းသာဝရဆောင်ပြီးနေတာလို့ကောင်းရင်မနာသာသိတဲ့သာဝရဆောင်ပြီးနေတာလို့ကောင်းရင်ကာယေနကိုခြင်းသာဝရဆောင်ပြီးနေတာလို့ကောင်းရင်ဝါသာယနှုတ်ခြင်းသာဝရဆောင်ပြီးနေတာလို့ကောင်းရင်မနာသာသိခြင်းသာဝရဆောင်ပြီးနေတာလို့ကောင်းရင်သာဝရအလုံးစုံသောသာရ6ပါးတော်လိုက်သာဝရဆောင်ပြီးတော့ဘိက္ခုယာနိဘိက္ခုသံဃာလေးကိုရှုတော့ပုဂ္ဂိုလ်ဒီညာဖြစ်ဖြစ်လူဖြစ်ဖြစ်သံဃာလေးကိုရှုရင်ဒီကဓဝါ6ပါးကစိတ်တိုင်းကယုံနာနေကိုရှုမှဒီကိလေသာဖြစ်ခွင့်မရအောင်ဆောင်ပြီးနေလို့ရှိရင်တဲ့သာရအလုံးစုံကဓဝါ6ပါးတော်၌သာဝရဆောင်ပြီးတော့ဘိက္ခုယာနိသာရဒုက္ခအလုံးစုံသောသံဃာဝဇင်းမှာအပမောသတိလွတ်မြောက်ရလေတော့ဤ
တိရကာလောတိရကာလတိခန္ဓာအချင်းရဲ့အလိုကြာမြင့်သွားပြီတဲ့ဆရာတော်ကဒါဏိကုံးချုပ်တော်မူတယ်ေရာနီတိသုံးတော်ဝဒေကောချန္ဒရာတေန္ဒရီရာတာနီတိပသံရာတေကေနာပေမေနာတတပေနာပေကောတာဘုနာဒေတာရမံကောချန္ဒရာတေန္ဒရီရာအတိပသံနာပေတဝါတိသကရောပေတဝါဗန္တေဝနေတဝါဝနာမိဗန္တေအရှင်ဘုရားတဲ့ယခုခါနဲ့အလွန်ကောင်းလာပါသည်ဗျာတဲ့ကောဇန္တရကတိန္ဒရိယမြည်သောတတိတော်သည်ယခုခါအလွန်တရာကြည်လင်လာသောစိတ်ထားဖြင့်အရှင်ဘုရားမိန်နာတိတ္တဗေရဏီမြည်ရှိသောမဟာစီဆရာတော်ဘုရားယခုထပ်မှန်ပြီးခေါ်ကြတော်မူလိုက်တဲ့ဒီတရားကလေးကိုတဲ့တတိတော်ကြားလိုက်ရတော့ကောဇန္တရကတိန္ဒရိယမြည်သောတတိတော်သည်အလွန်ကြည်ညိုသောစိတ်ရှိသည်ဖြစ်ရကောင်းအလွန်ယိုသေးသောစိတ်ရှိသည်ဖြစ်ရကောင်းအရှင်ဘုရားကိုဥနိကျူပြီးတော့တတိတော်စခိုးလိုက်ပါသည်ဘုရားလို့သူလျှောက်ထားပါတယ်လျှောက်ထားပြီးတော့ဝမ်းမြောက်လွန်းလို့သူကဥရန်ကျူးခြင်းတဲ့အတွက်ကြောင့်ရှေ့ဆက်ပြီးတော့ဂါထာလေးတို့သူဆက်ပြီးတော့ဆိုကြပါတယ်သပ္ပိရေဝမောတေတာသပ္ပိကောင်းပေတာသံတော်သတ္တောသတ္တောမင်းယာတေယောတိနာပပိယောဗန္တေသတ္တသောနန္ဒကာရေဗန္တေတိတောပေတောနာဝတိမောရိတောနာဝကောချောနာမတေနေရာဣတာတိကမေရာဓမ္မရောပနာမနာဓမ္မောဒေသေတိရာကာရဏဗန္တေတိကာအာယောဥပေဇံတောဗန္တေတိသစ္စာကာနာဗန္တေတိယမောရတိတဝါတိရမောဟေတဝါသေကောတောဗန္တေအရှင်ဘုရားတဲ့အရှင်ဘုရားဟောကြားတော်မူလိုက်တဲ့ဒီတရားကကြီးကြားလိုက်ရတဲ့အခါကျတော့တဲ့တတိတော်အလွန်နှစ်သက်သည်ဖြစ်ရ၎င်းအလွန်ဝမ်းမြောက်သည်ဖြစ်ရ၎င်းကောဇန္တရကတိန္ဒရိယာကြီးကတတိတော်သည်တဲ့ဤသို့အလွန်နေရာနဲ့နင်းလာစွာသောယုံနာတရားတွေကိုတတိတော်အားအရှင်ဘုရားကဤသို့ဟောကြားတော်မူလိုက်ရတဲ့အတွက်ကြောင့်အရှင်ဘုရားသည်တဲ့ရှိလျာတော်မူသောအသက်ရှိသည်ဖြစ်ရ၎င်းနဲ့အရှင်ဘုရားသည်ဤသို့ရသောသာသနာတော်မြတ်ကြီးကိုရှိလျာလာစွာအချင်းကြအောင်စောင့်စည်း၍ထားခြင်းငါ၎င်းထားနိုင်ခြင်းငါ၎င်းရှိလျာလာစွာချင်းကြအောင်ကောင်းစွာရွတ်ဆောင်၍ထားနိုင်ခြင်းငါ၎င်းစွမ်းတော်မူနိုင်သောအစွမ်းတည်းရှိတော်မူပါစေတည်းလို့သူထပြီးတော့ဆုတောင်းပါတယ်သာနိယတိတောပေတောနာဝအတိမောရိတောနာဝဩဇံရာတေရိရာတေကာတောသာရောတိဝါသာရောတိဝါသာရောတိဝါဣတိပေကောတိဝါတိအရှင်ဘုရားတဲ့ယခုခါ၌ကောဇန္တရကတိန္ဒရိယာမြည်တော်တပည့်တော်ဒီအလွန်နှစ်သက်သည်ဖြစ်၎င်းအလွန်ဝမ်းမြောက်သည်ဖြစ်၎င်းတဲ့သုံးချိန်တိုင်းနဲ့သာရုသာရုသာရုကြီးတပည့်တော်ခေါ်ပါသည်ဘုရားလို့သူတို့လူသာရုခေါ်လိုက်ပါတယ်အဲ့ဒါလူသာရုခေါ်နဲ့နတ်သာရုခေါ်နှစ်ခုတွဲပြီးတော့နေကြပါတယ်ဒီသာရုနှစ်ခုထဲမှာအဲ့ဒါကြောင့်ဟိုသာရုတွေမပြီးမသားနဲ့ခန့်ညံ့ညံ့ဆိုလိုက်တာကတော့နတ်ပြည်ကနာပေါင်းတွေကဝိုင်းပြီးတော့ခေါ်လိုက်တဲ့သာရုလူကြီးကလူသာရုကံကတော့ထေချပါတယ်သိတာပါတယ်ဒါကြောင့်လူသာရုခေါ်နတ်သာရုခေါ်လို့ဆိုတာတွေကအဲ့ဒါတွေပါပဲလို့မှတ်သားကြပါသံဃာဟံတိရာကံပါဝနာတိနုကောဗန္တိယခုအရှင်ဘုရားတဲ့တော်တော့တဲ့အချင်းကိုရောက်တော်မူပါဗလားဗျာတဲ့အလားတာနိဗန္တိနိမမတိရာဒေဝသာရောကိကောချန္ဒရာတေန္ဒရိရာဒေဝဘုတ္တဝမနောသာရောကိမနောသာရောကိဓမ္မရိညာမိန္ဒသစ္စာဝေရဏိရာဘေကောသာဝဣညာမညာသတ္တမသာဝနာဒေဝသာရောကိမနောသာရောကသတ္တံရဏတိဣတံကာရဏံဒါနိနေจิတံအရှင်ဘုရားရဲ့ယခုခါ၌နိမန္နရတိနတ်ပြည်လောကကကောဇန္တရကတိန္ဒရိယာမြည်ရှိသောနတ်သားနှင့်မနုဿဌာနလူပြည်လောကကတရားဤမင်းသဘောဖြစ်တော်မူသောမိန်နာသစ္စာဗေရဏီမြည်သောယဟန်တော်အရှင်ဘုရားသည်တဲ့အချင်းချင်းတတ္တမသာဝနာဆိုတဲ့သူတော်ကောင်းတရားစကားတွေကိုပြောကြဆိုကြနာကြရပါတယ်အဲဒီလိုပြောဆိုနာကြကြရဝဲတဲ့ဒီဝနတ်ပြည်လောကတွေကနေပြီးတော့မနုဿလောကကဟောကြားတော်မူလိုက်တဲ့အရှင်ဘုရားရဲ့တရားဓာတ်တွေကိုတဲ့တပည့်တော်တို့ရဲ့နတ်ပြည်လောကကြီးရောက်အောင်ဒိဗ္ဗသောတာတကုဖြင့်ဆောင်းခြင်းကယူဆောင်ပြီးတော့တပည့်တော်တို့ကြားနာနေကြရပါတယ်တဲ့အဲ့ဒီအကျော်အချင်းရာအလုံးစုံကြီးဟာယခုခါ၌ပြီးဆုံးခြင်းကိုရောက်ပါပြီဘုရားတဲ့
မဣမာယဓမ္မနုဓမ္မပရိပတ်တရားဤလောကုတ္တရာတရားကိုယ်ပါအားလျော်သောမြတ်ကြီးချင်းပရိပတ်ဖြင့်ဗုဒ္ဓံမြတ်စွာဘုရားကိုပူဇော်မိပူဇော်ပါ၏အရှင်ဘုရားဣမာယဓမ္မနုဓမ္မပရိပတ်တရားဤလောကုတ္တရာတရားကိုယ်ပါအားလျော်သောမြတ်ကြီးချင်းပရိပတ်ဖြင့်ဓမ္မတရားတော်မြတ်ကိုပူဇော်မိပူဇော်ပါ၏အရှင်ဘုရားဣမာယဓမ္မနုဓမ္မပရိပတ်တရားဤလောကုတ္တရာတရားကိုယ်ပါအားလျော်သောမြတ်ကြီးချင်းပရိပတ်ဖြင့်သံဃာတော်မြတ်ကိုပူဇော်ပူဇော်ပါ၏အရှင်ဘုရားဣမာယဓမ္မနုဓမ္မပရိပတ်တရားဤလောကုတ္တရာတရားကိုယ်ပါလျော်သောမြတ်ကြီးချင်းပရိပတ်ဖြင့်မာတာပိတုမိဘနှစ်ပါးတို့ပူဇော်ပူဇော်ပါ၏အရှင်ဘုရားဣမာယဓမ္မနုဓမ္မပရိပတ်တရားဤလောကုတ္တရာတရားကိုယ်ပါလျော်သောမြတ်ကြီးချင်းပရိပတ်ဖြင့်အာသရိယံဆရာသမားတို့ကပူဇော်ပူဇော်ပါ၏အရှင်ဘုရားဒီကနေ့ပုံအတော့ဒီကနေ့ပုံဣဒာမိပုညံအာတဝေခယံဝဟံဟောတုဘယ်လိုလဲတံဗုဒ္ဓေထာဝိသင်္စဒဝရသင်္စတဟတေကိသင်္စတတာရဟတာနိမမမိတိယတမအဘကံဝရုတံငင်းငါအနန္တာနိဗုဒ္ဓံသိဉံတေကံတမိစ္ဆတံငင်းစအာဒရေနနာမမအာဒရေနနာမမနာမကာရနုဘဝေနဟိတဝါနာဘေဥပရဝေအနေကအန္တရာယာပိမိနာတံတုအတိတတော